ဒါကတော့ဘဝနေထိုင်နည်းလျှို့ဝှက်ချက်တွေပါတက်သွားမယ်ဆိုရင်တော့ဆရာကြီးဖြစ်သွားမှာဖြစ်ပါတယ်ပထမတစ်ခုသွားကြထူရန်နဲ့တစ်ခါသုံးခွက်အောက်ကိုထိုးလိုက်မယ်ပြီးတဲ့အခါနောက်တစ်ခွက်ပေါ်ထပ်ပြီးလက်ဖက်ချောက်ထည့်လိုက်ပြီးတော့အပေါ်ကနေအပေါက်ဖောက်ထားတဲ့ခွက်လေးကိုဖယ်လိုက်မယ်ဆိုရင်လက်ဖက်ရည်ရပါပြီဒုတိယတစ်ခုတိတ်ကစာအုပ်ပေါ်အမှတ်တမဲ့ကတ်မိသွားရင်ပြဲလွယ်ပါတယ်အမှန်တော့ဒီပြဿနာကိုဖြေရှင်းဖို့အရန်လွယ်ပါတယ်တိတ်နှစ်ဖက်ကိုအားနဲ့ဆွဲပြီးတော့ဖယ်ပေးလိုက်မယ်ဆိုရင်လွယ်လွယ်လေးတိတ်ဖယ်သွားပါပြီသုံးခုမြောက်အထိုးရာခံနေရင်တော့သဘောတန်ပေါ်မှာအချီတင်ပြီးတော့ဗီဒီယိုတွေကအတိုင်းလုပ်ပြီးမယ်ဆိုရင်အချီအလွယ်တကူထိုးလို့ရမှာဖြစ်ပါတယ်။လေးခုမြောက်တစ်ခါသုံးလက်အိတ်ကိုဒီလိုညှစ်ပေးပြီးမှသုံးမယ်ဆိုရင်တော့ပစ္စည်းတွေကမ်းရင်အလွယ်တကူမပြုတ်ကြတော့ပါဘူး။ငါးခုမြောက်ခေါင်းစည်းကွင်းတွေကိုစပင်စီးဖို့ပဲသုံးမနေပါနဲ့။အင်ကြီးချိန်မှာစီးပေးလိုက်မယ်ဆိုချောချလွယ်တဲ့အင်ကြီးတွေတောင်မချောကြတော့ပါဘူး။အင်ကြီးချိန်ကောင်းလေးမှတက်ပေးလိုက်မယ်ဆိုရင်လေလေရန်တိုက်ရင်တော့မှအင်ကြီးပြုတ်ကြတော့မှာမဟုတ်ပါဘူး။တ िश ူးအစိုးအိမ်မှာချိတ်ပေးလိုက်မယ်ဆိုရင်လေတ िश ူးတွေအများကြီးမထွက်လာတော့ပဲတရွက်ချင်းစီပဲထွက်လာတော့မှာဖြစ်ပါတယ်။ဖြုံတိရမကြတော့ပါဘူး6ခုမြောက်လိုက်ကာတက်ရင်နောက်ဆုံးတစ်ခုကိုခြံထားပြီးတော့နောက်လိုက်ကာတစ်ခုကိုတက်ပြီးမှခြံထားတဲ့လိုက်ကာကိုပြန်တက်ပြီးမယ်အဲ့လိုဆိုရင်တော့လိုက်ကာဟမနေတော့ပါဘူး9ခုမြောက်တပြက်စီအောက်ခြေမှာတိတ်ကပ်ပေးထားမယ်ဆိုရင်တော့တပြက်စီလဲတဲ့အခါသပင်မွေးတွေကတိတ်မှအကုန်ကပ်ပြီးတိတ်ခွာပေးလိုက်ရင်တော့အမွေးတွေအကုန်လုံးပါသွားပါပြီ10ခုမြောက်ပလတ်စတစ်အိတ်ကိုအင်တာခွက်ပုံစံညှပ်ပေးပြီးအင်တာခွက်မှာကပ်ပေးလိုက်ရင်တော့အဆင်ပြေသွားပါပြီ9ခုမြောက်လေးစုံနီလေးတင်ပေးပါမယ်အိတ်ထဲကိုပစ္စည်းထည့်ပြီးရေထဲစိမ်ပြီးကဖြည်းဖြည်းချင်းပိတ်ပြီးမယ်ဆိုရင်တော့အိတ်ထဲကလေတွေအကုန်ထွက်သွားပြီးတော့ပစ္စည်းတွေအကြာကြီးတင်ထားလို့ရပါတယ်10ခုမြောက်တကားပေါင်းပေါ်မှာတင်နေတဲ့မိုးရေတွေကိုဘလို့ဖယ်ရမှန်းမသိရင်ကျွန်တော်လူမျိုးလေးလိုက်လုပ်ကြည့်ပါဆက်ပြစီဘူးကောင်းလေးနဲ့ဆိုရင်တော့ညှိရလွယ်ပြီးတော့အလွယ်တကူတန့်ရှင်းနိုင်ပါတယ်11ခုမြောက်ဓားပေါ်မှာစားစော်ရာမုတ်ဖြူပြီးအာလူးနဲ့တုပ်ပေးမယ်နောက်တစ်ဖက်ကိုလည်းအဲ့ဒီလိုလုပ်ပေးမယ်ဆိုရင်တော့ဓားသွားအရန်ထပ်သွားပါပြီ12ခုမြောက်ဒီအတိုင်းပဲအသားတွေကိုခဲနေတော့မယ်လားအသားတွေကိုအိတ်ထဲထည့်ပြီးတော့တစ်ခါချက်တလောက်ကိုဓာတ်နဲ့အရာပေးကခွဲပေးထားပြီးမှအေးခန်းနဲ့ထည့်ပါမယ်ချက်ခံနေတိုင်းကိုလိုတလောက်လေးပဲထုတ်ပြီးတော့ချက်လို့ရတာမို့လို့အရန်အဆင်ပြေပါတယ်73ခုမြောက်စာမကုံတဲ့ဆေးတုပ်တွေကိုကျွန်တော်လိုမျိုးညှက်ထားပေးပြီးတော့ဆေးတုပ်ကို3ခေါက်လောက်ခောက်ပြီးကညှက်ထားတဲ့အစကိုဆွတ်လိုက်မယ်ဆိုရင်တော့လေလဲမဝင်တော့ပဲတသက်ရရက်လေးတင်လို့ရပါတယ်14ခုမြောက်ပလက်ကောင်းကိုဖြုတ်လို့မရဘူးဆိုဘယ်လိုလုပ်မလဲအရင်ဆုံးစိတ်မလောပါနဲ့ဗီဒီယိုတွေကအတိုင်းခေါင်းကိုအရင်ဖြုတ်ပြီးကြိုးတစ်ခုချင်းစီကိုဖြည်းဖြည်းချင်းပတ်ပေးမယ်ဆိုပလက်ကောင်းထွက်လာပါပြီ15ခုမြောက်ပကံဆေးတဲ့လက်အိတ်ပေါက်သွားရင်မလွတ်ပြပါနဲ့လက်ချောင်းနေရာလေးတွေကိုညှပ်ပေးပြီးစပွဲကုံခြေထောက်အောက်တွေမှာစွတ်ပေးလိုက်ရင်တော့အတန်မထွက်တော့ပါဘူးတာမကုံနဲ့အေးအေးဘူးတွေကိုလည်းပလတ်စတစ်အုပ်ပြီးတော့စွတ်ပေးလိုက်မယ်ဆိုအဖုံးမလိုပဲလုံးဝမမောက်ကြတော့ပါဘူး16ခုမြောက်ဖနက်စီလို့အရန်ချုံနေရင်ဖနက်အောက်ချီကိုအပူပေးထားတဲ့တန်ချောင်းနဲ့အရာလေးတွေပေးလိုက်မယ်ဆိုရင်တော့မိုးရွာရင်တော့မှဖနက်ချောမာကိုစိတ်ပူစရာမလိုတော့ဘူးပြီးတော့လေ2နှစ်3နှစ်လောက်အစီခံပါတယ်18ခုမြောက်လူကြီးမင်းတို့စံအိတ်ဖွင့်တတ်ပြီလားတစ်ဖက်ကဒီလိုပုံနောက်တစ်ဖက်ကဒီလိုပုံပါဗီဒီယိုတွေကအတိုင်းဖြည့်ပေးလိုက်မယ်ဆိုရင်တော့စံအိတ်ကိုအလွယ်တကူကျိုးဖြီလို့ရသွားပါပြီ18ခုမြောက်ဖွားတင်ပေးထားတဲ့ကျိုးချီနီကအရန်ပဲမိုက်ပါတယ်ကျိုးချီရလဲလွယ်ကူပြီးဖြည့်ရင်လည်းအဲ့ဒီအတိုင်းပဲအရန်လွယ်ကူပါတယ်19ခုမြောက်ကြက်ဥဖောက်တုံးအခွန်ဝင်သွားလို့ဖယ်မရဘူးဆိုရင်တော့ပိုစိတ်ရှုပ်ရပါတယ်လက်ချောင်းမှာရေဆိုပြီးတော့ကြက်ဥအခွန်ကိုနှိုက်မယ်ဆိုရင်တော့အလွယ်တကူလေးပါလာမှာဖြစ်ပါတယ်20ခုမြောက်ရေဘူးခွန်ကိုအလဲမှာ3ကန်ပုံစံလေးညှပ်ပေးလိုက်မယ်ပိုက်တစ်ချောင်းနဲ့ရေဘူးကိုတိတ်ကပ်ပြီးဆက်ပေးလိုက်မယ်ဒီလိုဆိုရင်တော့အသီးမျိုးစုံကိုဒီဒုတ်တန်တစ်ခုတည်းနဲ့အားရပါရခူလို့ရပြီးကျွန်တော်ကို follow ထားမယ်ဆိုရင်တော့ဘဝနေထိုင်နည်းလျှို့ဝှက်ချက်တွေကိုအများကြီးကိုပြောပြပေးသွားမှာဖြစ်ပါတယ်